K80 လား K80 Pro လားအားလုံးမင်္ဂလာပါနဲ့ပြည်သူကြပါစေ user review tech channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းလုံးကို review လုပ်ပေးမယ်ဘာဖုန်းလဲဆိုလို့ရှိရင်တော့မကြသေးခင်မှာထွက်ထားတဲ့ K80 နဲ့ K80 Pro ပေါ့နော်ကျွန်တော် K80 ရဲ့ review လေးတော့တင်ပြီးသွားပြီပေါ့နော်ဒါပေမဲ့မကြည့်ရသေးဘူးဆိုလို့ရှိရင်သွားကြည့်လို့ရတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ K80 Pro ရဲ့ review လေးကိုကျွန်တော်တင်ပြီးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဘာလို့ K80 Pro ကိုကျွန်တော်လုပ်ပေးလဲကျွန်တော်မှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီ series တွေမှာကျွန်တော် Pro တွေကိုလုံးဝသဘောမကျတဲ့ထဲမှာပါတယ်ဘာလို့လဲဆိုတော့ဒီ Pro တွေကိုရွေးမယ်စားဗျာဒီထက်ပိုကောင်းတဲ့ Xiaomi line တဲ့ဖုန်းတွေကိုရွေးမှာပေါ့ဆိုတဲ့ခံစားချက်ကကျွန်တော်မှာအစားအုံးတွေကကိန်းအောင်ပြီးတော့ရှိပြီးသားပေါ့နော်ဆိုတော့ဒီတစ်ချိန်မှာဆိုလို့ရှိရင်လည်းဈေးကအရန်များနေတဲ့အတွက်ကြောင့်တချို့တွေရောင်းမဝယ်မှာဖြစ်မယ်အဲ့လိုမျိုးဖြစ်မှာကိုစိုးရိမ်နေတဲ့ကြောင့်ကျွန်တော်ဒါ Pro CD ကိုသွားဆွဲပြီးတော့ review unit လည်းရရတယ်ပဲတခါလေးလုပ်ပြလိုက်တာလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဒီနေ့ review unit support လုပ်ထားပေးထားတာတော့ Pro Second ကနေပြီးတော့ review unit support လုပ်ထားပေးတာဖြစ်ပါတယ်အကြောင်းဝယ်လက်ထက်အကုန်လုံးအဆင်ပြေအောင်လုပ်ချင်တယ်ဆိုလို့ရှိရင် Pro Second မှာသွားပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ကြော်ညာလေးကျွန်တော်တစ်ဖြတ်ဝင်ပေးတာဖြစ်ပါတယ်ဆိုတော့ video လေးအခုပဲစရတာပေါ့ဒီဇိုင်းပိုင်းနဲ့ build quality ပိုင်းနဲ့ပဲစပြောရမယ်ဆိုလို့ရှိရင်တော့ K80 ကိုကင်ထားဘူးတဲ့သူဆိုလို့ရှိရင်ဒီ K80 Pro ကင်ရတာအတူတူပဲလို့ပြောလို့ရတယ်။ဘာမှသိပ်ပြောင်းလဲမရှိဘူးပေါ့နော်။ဒီကောင်းရဲ့ weight လည်းအတူတူပဲbuild quality လည်းအတူတူပဲတွားထားတဲ့ပုံစံလည်းအကုန်လုံးတူပဲလို့ပြောလို့ရတယ်ပေါ့နော်။ဒီအနောက်ဘက်က design back look ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်က K80 မှာကလေးကအရင်ကြိုက်တယ်လည်းမဟုတ်မကြိုက်ဘူးလည်းမဟုတ်ဘူး။ CV4 Pro နဲ့တော်တော်လေးကိုဆင်နေရလို့ကျွန်တော်ပြောခဲ့တယ်ပေါ့နော်။ဒီချိန်မှာဆိုလို့ရှိရင်လည်းအဲ့ဒီခံစားချက်အတိုင်းပါပဲ။ CV4 Pro နဲ့တော်တော်လေးကိုတွားပြီးတော့ CV line နဲ့ဆင်နေရလို့ပြောလို့ရတယ်။ဒါပေမဲ့သူကကျွန်တော်ပြောထားသလိုပဲပေါ့နော်။သူအမြင်မှာပဲဆင်တာတကယ်လက်ထဲမှာကင်ရမယ်ဆိုလို့ရှိရင်အဲ့ဒီခံစားချက်ကလုံးဝပျောက်သွားပြီးတော့ KC ဖုန်းလုံးကင်နေတာပါလားဆိုပြီးခံစားချက်ဖြစ်သွားတဲ့အထိကိုသူ့ရဲ့ဒီ design build quality ဘိုင်းရောကင်ရတဲ့ hand feeling ကပြောင်းသွားတယ်လို့ပြောလို့ရတာပေါ့နော်ဆိုရမယ်ဆိုလို့ရှိရင်တော့အမြင်အားဖြင့်တော့တူတယ်ဒါပေမဲ့ကင်လိုက်လို့ရှိရင်တော့ခံစားချက်ပြောင်းသွားတယ်ဆိုတော့ခံစားချက်မျိုးပေါ့နော်ဒါကတော့မဆိုးဘူးလို့ပြောလို့ရတယ်နောက်ဘက်က glass ကိုပဲသုံးထားပြီးတယ်ဘေးပေါက်နေရတော့ aluminum frame နေတယ်ပေါ့နော်ဆိုတော့နောက်ဘက်က glass ကတော့တော်တော်လေးကို premium ဆန်တယ်ကင်ရတာတော်တော်လေးကိုလက်ထဲမှာကြစ်လေးတော်တော်လေးကိုရှိတယ်ဒါပေမဲ့ဖုန်းကချောတယ်ဒီကြပေါက် cover တက်ပြီးတော့သုံးပါအောင်အဆင်ပြေလိမ့်မယ် cover မတက်ဘူးဆိုရင်တော့ကျပြီးတော့ကွဲနိုင်ကြီးတော်တော်လေးများတယ်စပွဲပေါ်တွေပိုင်းမှာတင်ထားမယ်ဆိုလို့ရှိရင်လည်း short ပြီးတော့ကျနိုင်ကြီးများတဲ့အတွက်ကြောင့် cover လေးတက်ပြီးတော့သုံးဖို့အတွက်ကျွန်တော်လုံးဝ recommend ပေးချင်တယ်ပေါ့နော်ပြီးတော့ဆိုဘေးပေါက်နေရတော့ကန်ရတာတော်တော်လေးလက်ထက်မှာတော့ comfortable တော်တော်လေးဖြစ်တယ်ဒါပေမဲ့ဖုန်းကလေဘယ်လိုခံစားချက်ရလဲဆိုတော့ကောက်ကန်လိုက်ချင်းချင်းကလေးကဖုန်းကလေမျိုးလေးပြီးတော့နည်းနည်းထူတယ်ပြောရဆိုလို့ရှိရင်လက်ထက်မှာတော်တော်လေးကိုကြစ်လေးနဲ့အဲ့လိုလေးပင်စီးရပိုင်းရှိတယ်ဆိုတော့ခံစားချက်မျိုးတန်းပြီးတော့ရောက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ကတော့ပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်တော့ကောင်းတယ်လို့တော့မြင်တယ်ဒါပေမဲ့အရန်နည်းနည်းလေးလေးနေရာလေးကတော့တိတ်စင်မပြေဘူးလို့ပဲကျွန်တော်ကတော့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်းရဲ့ weight ဆိုလို့ရှိရင်သူက200 gram ကျော်သွားတယ်212 gram လောက်ရှိတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးလေးတဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်သူရဲ့ display ကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူရဲ့ display ကတော်တော်လေးကိုအဆင်ပြေတဲ့ display ကိုသုံးထားပြီးတယ် 6.67 inches အကျယ်ရှိတဲ့ AMOLED display ကိုသုံးထားပြီးတယ်120Hz refresh rate ရတာပေါ့နော်ပြောရဆိုတာ Dolby Vision HDR10 Plus ဒါတွေအကုန်လုံး certify နဲ့ဖြစ်သလိုရလဲရတယ်ပြီး brightness မှာဆိုလို့ရှိရင်တော့3200 nits အမြင့်ဆုံးတင်ပြီးတော့သုံးလို့ရတယ်ပေါ့နော်သူ display brightness ကတော်တော်ကျန်းတယ်ဒီ indoor မှာသုံးမယ်ဆိုလို့ရှိရင်တော်တော်ကြီးလင်းတယ် outdoor မှာဆိုလို့ရှိရင်လုံးဝ sharpness ဖြစ်နေတော်တော်ကြီးကိုလင်းအောင်တွေ့ရတာဖြစ်တဲ့အတွက် display panel quality ကတော့ဒီ K80 Pro မှာတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်သူရဲ့ဒီ resolution မှာဆိုလို့ရှိရင်တော့ 1.5K resolution မဟုတ်ဘဲနဲ့ 2K resolution ပေါ့နော် WQHD ကိုတော့သုံးထားပေးတာဖြစ်တဲ့အတွက်ဒီဘိုင်းမှာလည်းတော်တော်လေးကိုမှတော်တော်ကြီးကိုမိုက်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော် display panel quality ကဘာမှအပြပြောစရာမရှိတော့အောင်ကိုတော်တော်ပြည့်စုံပြီးတော့ကောင်းတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးတော့ तू ကဒီအပေါ်က forehead တွေရောအောက်ဘက်ကချင်းတွေရောပြီးဘေးပေါက်တွေရောတော်တော်လေးကိုညီတာဖြစ်တဲ့ကြောင့် flat display ဖြစ်နေပေမဲ့ display panel quality ကတော်တော်ကောင်းနေတာဆိုတော့ဖုန်းက display ကြီးပဲကြည့်လိုက်မယ်ဆိုလို့ကျွန်တော်မှ immersive feeling ခံစားရတယ်ပြီးရင်အဲ့လိုမျိုးပေါ့နော် display ကအပေါ်နည်းနည်းလေးကြွတက်နေဆိုတော့ခံစားချက်မျိုးလေးဘေးရကြည့်ရင်တော်တော်ခံစားရတာဖြစ်တဲ့ကြောင့် display panel quality ကောင်းတာကြီးတော့တော်တော်ကြီးကိုချီးကျူးဖို့ကောင်းတယ်လို့ကျွန်တော်တို့ပြောချင်တယ်ပြီးတော့သူ့ရဲ့ဒီ fingerprint ဘိုင်းကိုသွားမယ်ပေါ့နော် fingerprint ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်က OLED display ဖြစ်တဲ့ကြောင့် under display fingerprint ကိုသုံးထားပြီးတယ်ဒါပေမဲ့ तू က optical မဟုတ်ဘဲနဲ့ဒီမှာ तू က ultrasonic ကိုစပြီးတော့သုံးပေးလိုက်ပြီပေါ့နော်သူ ultrasonic က share ပဲပေါ့နော်တကယ်ကို Xiaomi ဖုန်းတွေမှာမမြင်ခဲ့ရဘူးတဲ့ feeling အပြည့်အဝကိုဒီမှာခံစားရတယ်တကယ်ကိုဘလို့ပဲနှိမ့်လိုက်ရေးပဲဆိုဘလို့ပဲနှိမ့် fingerprint နှိမ့်လိုက်တဲ့အချိန်ကြလို့ရှိရင် color ရဲ့ဖြူတက်လာပြီးတော့အဲ့လိုမျိုးနှိမ့်လို့အဆင်မပြေတော့တာမျိုးမဟုတ်ဘဲနဲ့ haptic လေးပြန်ပေးတဲ့ feedback လေးအစနှိမ့်လိုက်ရတဲ့ feeling လေးကအစုံတော်တော်ကိုကောင်းတယ်တော်တော်လည်း accurate ဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်အဲကြောင့်မလို့ဒီ Xiaomi နဲ့လှုပ်ထားပေးတဲ့ဒီ ultrasonic ကတော်တော်ကောင်းတယ်လို့ကျွန်တော်ဒီညမှာသတ်မှတ်ပေးချင်တာပေါ့နော်ပြီးတော့သူ့ haptic ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း haptic motor တကယ်ကို share ကြီးဆိုတဲ့ကောင်ထည့်ထားပေးတယ်သူ့ haptic motor တော်တော်ကောင်းတယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ flagship line တွေမှာထည့်ပေးထားတဲ့ haptic
mode ကိုဒီမှာသုံးထားပြီးတယ်လို့ပြောလို့ရတယ် premium finish လုံးဝခံစားရတယ်ဆိုတော့ခုနကတော့ high နဲ့ပြန်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကိုက flagship phone လုံးသုံးနေရတဲ့ဆိုတဲ့ခံစားချက်ကတော်တော်ခံစားရတယ်ပေါ့နော်တကယ်တော့ဒီကောင်က flagship ဆိုတာတဲ့ flagship ကီလာလောက်ကိုသွားမဲ့ကောင်မျိုးပေါ့နော်ဒါပေမဲ့ flagship ကိုသုံးနေရဆိုတဲ့ခံစားချက်မျိုးကတော်တော်ခံစားရတာဖြစ်တဲ့ကြောင့်ဒီဘိုင်းမှာတော့တော်တော်လေးကိုကျွန်တော်ချီးကျူးခြင်းပြီးတော့သဘောလဲတော်တော်လေးကိုကြားတယ်ပေါ့နော်ပြီးသူ့ရဲ့ speaker ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူက stereo speaker ကိုသုံးထားပြီးတယ်သူ့ရဲ့ stereo speaker ကလည်းတော်တော်ကောင်းတယ်ပေါ့နော်အပေါ်နဲ့အောက်နဲ့အတန်ထွက်တော်တော်ညီတယ်အောက်ဘက်ကလည်းဒီ60လောက်ထွက်တယ်အပေါ်ဘက်က40လောက်ထွက်တယ်ဒါပေမဲ့ပြန်ပေါင်းပြီးဖွင့်မယ်ဆိုလို့ရှိရင်သူတို့နှစ်ခုကနေပြန်ပေါင်းပြီးရတဲ့ experience ကတော်တော်ကောင်းတယ်ပေါ့နော်အဲကြောင့်မလို့ speaker ဘိုင်းမှာလည်းတော်တော်လေးကိုကောင်းတာဖြစ်တဲ့ကြောင့်ခုနကတော့ display ကောင်းတာနဲ့ပြန်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုအဆင်ပြေတဲ့ media consumption တစ်ခုဖြစ်သွားတယ်လို့ကျွန်တော်ကတော့ပြောချင်တယ် combination တစ်ခုမိသွားတာပေါ့နော်ပြောရဆိုလို့ရှိရင်ဒီကောင်းရဲ့ SoC ပေါ့ SoC ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအကျန်းကအကျန်းဆုံး SoC ကိုသူကသုံးထားပြီးတယ် Snapdragon ရဲ့နောက်ဆုံးထွက်ထားတဲ့ Snapdragon 8 Elite ဆိုတဲ့ကောင်ကိုသုံးထားပြီးတယ် Snapdragon 8 Elite ကဘလောက်ကျန်းလဲဆိုတာတော့အကုန်လုံးသိပြီးသားလည်းဖြစ်မှာပါပေါ့နော်ဒါပေမဲ့သူ့ရဲ့ performance ကိုသိရအောင်လို့ကျွန်တော်ဒီမှာပြထားပြီးတယ်သူ့ရဲ့ performance ကအဲ့လောက်တော့ထွက်တယ်ပေါ့နော်ကျွန်တော် daily usage စမ်းကြည့်တဲ့တောက်ဆိုလို့ရှိရင်တော့ဘာမှအပြပြောစရာမရှိတော့အောင်ကို SoC ကတော်တော်ကောင်းတာကိုကျွန်တော်တို့သတိထားမိတယ် app အဝင်ထွက်တွေအရမ်းမြန်တယ်ပြီးတော့ loading time လည်းလုံးဝမရှိသလောက်နည်းတယ်ပေါ့နော် app တစ်ခုတည်းဝင်ပြီးသွားရဆိုလို့ရှိရင်လည်းတန်းပွင့်တယ်အဲ့လိုမျိုးစောင့်နေရတာဘာညာလုံးဝမရှိဘူးဒီ daily usage လောက်ကတော့ဘာမှအပြပြောစရာမရှိဘူး daily usage ပဲမဟုတ်ဘူး game ပဲဆော့မလား game ဆော့မယ်ဆိုလို့ရှိရင်လည်းဒီကောင်းရဲ့ performance ကတော်တော်ကောင်းတာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့စမ်းနေနေတော့မှတစ်ချက်ဆိုလို့ရှိရင်နည်းနည်းလေးပူကျင်တယ်ပေါ့နော်ဒါလေးတစ်ခုတော့တီးခံရတယ်ဒီပူရာလေးကိုသာကြော်လွန်သွားမယ်ဆိုလို့ရှိရင်တော့တော်တော်ကောင်းတဲ့ SoC တကူဖြစ်မယ်ဆိုတာကတော့ကျွန်တော် 100% sure ပြောရဲတယ်ပေါ့နော်အဲကြောင့်မသူ့ရဲ့ performance ကအခုခေတ်အနေထား gain တွေလည်း heavy ပြင်းကျင်တယ်ဆော့ကျင်တယ် daily usage ကိုလည်းတာမန်ထက်လွန်ပြီးတော့အတကုံတွေသုံးကျင်တဲ့လူတွေဆိုလို့ရှိရင်တော့တော်တော်ကောင်းတဲ့ SoC တကူမှရှိတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ဒါပေမဲ့ graphic အရမ်းမြင့်တဲ့ intense ဖြစ်တဲ့ဟာတွေကိုဆော့မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေး graphic ကိုနည်းနည်းလေး short ပြီးတော့ဆော့တာတော့၎င်းဒီ FPS ကိုနည်းနည်းလေး short ပြီးဆော့တာတော့၎င်းအဲ့လိုမျိုးလေးတော့ကျွန်တော်နည်းနည်းလေးတော့လှုပ်စေချင်တယ်ဘာလို့လဲဆိုတော့မကြခင်ချိန်ထဲမှာကျွန်တော်နွေရာသီရောက်တော့မှာပေါ့နော်နွေရာသီရောက်ပြီဆိုလို့ရှိရင်တော့တိကျတဲ့အတိုင်းပဲအခုလက်ရှိပူနေတာထက်ကိုပိုပူမှာဖြစ်တဲ့အတွက်ကြောင့်ဖုန်းကနည်းနည်းလေးပိုပူလာမယ်ဆိုရင် battery ဘိုင်းလည်းထိနိုင်တယ်လို့ performance ဘိုင်းမှာကျပြီးတော့လည်းနည်းနည်းလေးလစ်လာဖို့လည်းရှိတယ်အကြောင်းမလို့အဲ့ဒါလေးကိုတော့ကျွန်တော်ကသတိချက်ပြီးတော့သတိလည်းတခြားလေးထားစေချင်တယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကသတိချက်စေချင်တယ်ပြီးတော့ battery ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်းရဲ့ battery ဆိုလို့ရှိရင်တော့ 6000 mAh ကိုထည့်ထားပေးတယ် silicon carbon battery ပေါ့နော်6000 mAh ဆိုတဲ့ battery က2025မှာ standard တစ်ခုလိုဖြစ်လာခဲ့တယ်ပေါ့နော်ဆိုတော့ဒီကောင်းရဲ့ battery ကဘယ်လောက်ထိခံလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့မနက်9:00လောက်ကနေပြီး 100% အပြည့်သွင်းပြီးသုံးမယ်ဆိုလို့ရှိရင်ညနေ4:00 5:00လောက်ဆိုလို့ရှိရင်ဒီကောင်းရဲ့အားမကြံဘူးဆိုလို့ရှိရင်အနည်းဆုံး40တခါကြလို့ရှိရင်45ပေါ့နော်အဲ့လောက်ကြံတာဖြစ်တဲ့ကြောင့်တနေ့တာတော့အေးဆေးလုံလောက်အောင်သုံးလို့ရတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ပြောနေကြလို့ပဲပေါ့နော်ကျွန်တော်တို့စမ်းထားတာကတော့ gain တွေပါတယ်ဆော့ပြီးစမ်းထားတာတော့မဟုတ်ဘူး daily usage ကိုပဲကျွန်တော်တို့ကအတကုံတွေကျုံးပြီးတော့စမ်းထားတာဖြစ်တဲ့ကြောင့် daily usage ပေါ့ဘာလောက်ပဲအဲ့လိုမျိုးသုံးနေတဲ့သူတွေအတွက်ဆိုလို့ရှင်တော့တနေ့တာလုံလောက်နဲ့အေးဆေး battery ကခံတယ်လို့ပြောလို့ရတယ်ပြီးတော့ဒီကောင်က battery ခံတာတွေမဟုတ်ဘူးအားပြန်သွင်းမယ်ဆိုလို့ရှင်လည်းဘူးရက်မှာတခါတည်းသူက out of the box က 120W fast charge ကိုတခါတည်းထည့်ထားပြီးတယ် 120W ကဘလောက်မြန်လဲဆိုတာဘာမှအရင်တုန်းကဒီ Xiaomi ရဲ့ 120W တွေသုံးလာပြီးတဲ့သူဆိုလို့ရှင်တော့သိလိမ့်မယ်121နဲ့အားပြန်သွင်းမယ်ဆိုလို့ရှိရင်0 to 100အပြည့်သွင်းမှု6000 mAh ဆိုတဲ့ဒီ battery ကိုအပြည့်သွင်းမှုဆိုလို့ရှိရင်ကျွန်တော်စမ်းကြည့်တော့ဆိုလို့ရှိရင်မိနစ်90နဲ့55မိနစ်ဂျားလောက်ပဲကြာတယ်ပေါ့နော်ဒါကတော့တော်တော်ကောင်းတယ် battery လည်းခံတယ်လို့အားပြန်သွင်းတာလည်းမြန် share မြန်တာဖြစ်တဲ့အတွက်ကြောင့်ဒီဘိုင်းမှာလည်း battery ဘိုင်းမှာလည်းတော်တော်စိတ်ချမ်းသာဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်ကင်မရာဘိုင်းကိုတစ်ချက်သွားပြီးတော့ကြည့်မယ်ပေါ့နော်ကင်မရာဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ K80 Pro ဖြစ်သွားတဲ့ကြောင့် K80 မှာထက်ကင်မရာပိုကောင်းလာမယ်ဆိုတော့တော်တော်များမျှော်လင့်ကြမယ်အပိုင်းတွေကတစ်ခုပဲပေါ့နော်ဒီကောင်းကင်မရာဆိုလို့ရှိရင်တော့သူက3လုံးထည့်ထားပေးတယ်50 megapixel main ရယ်50 megapixel tele ရယ်ပြောရဆိုလို့ရှိရင် ultra wide က32 megapixel တစ်လုံးရယ်ထည့်ထားပေးတယ်ပေါ့နော်ကင်မရာဘယ်လိုနေလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ flash ကြီးရနဲ့ရှင်ပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးမဆိုသလောက်အောက်လေးနည်းနည်းလေးရောက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကိုက flash ကြီးနဲ့ရှင်မရိုက်ဘဲနဲ့တာမန် daily usage အနေနဲ့ဖြစ်ဖြစ်ဒီဖုန်းတစ်လုံးနဲ့ပဲလုံးဝရက်ွက်ထဲမှာတွားပြီးရိုက်တာဖြစ်လမ်းပေါ်မှာရိုက်တာဖြစ်အဲ့လိုမျိုးရိုက်တယ်ဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့ကင်မရာဘာမှမှားမနေဘူး flash တွေနဲ့ဒန်းတူနီးပါရှင်ပြီးတော့ဖြုတ်နိုင်တယ်လို့ပြောလို့ရတယ်ကာလာတွေတော်တော်မှန်တယ် contrast တွေတော်တော်ကောင်းတယ် daylight မှာပဲရိုက်မှောင်ရီပိုးစားချိန်မှာပဲရိုက်ညမှာပဲရိုက်သူက artificial အရန်ဆန်နေတဲ့ပုံတွေသိမတွေ့ရဘူးတော်တော်လေးသဘာဝဆန်တယ်လို့ပြောလို့ရတယ်
ဒီကောင်ကလိုက်ကာနဲ့မပေါင်းသားပေမဲ့လိုက်ကာစီကနေပြီးတော့ Xiaomi ကတချို့တော့ပညာတွေကိုအမွေရထားရလို့ပဲပြောမှာဒီမှာပြန်ပြီးတော့သုံးမိထားတာကတော့ Xiaomi တွေရဲ့နောက်ပိုင်းဖုန်းတွေမှာကင်မရာတော်တော်လေးကောင်းလာတာတော့ကျွန်တော်သိထားမိတယ် K80 မှာကျွန်တော်ကောင်းတယ်ဆိုပေမဲ့အရင်ကြီးကောင်းခဲ့တာမျိုးမဟုတ်ဘူးဒါပေမဲ့ဒီ K80 Pro မှာဆိုလို့ရှိရင်တော့ကင်မရာဘက်မှာတိတိတသားကြီးကိုပိုကောင်းလာတယ်ဆိုတော့ကျွန်တော်တို့ပြောရဲတယ်ပေါ့နော်ဒါပေမဲ့တခုတော့ရှိတာကိုကျွန်တော်ကလည်းပြောရသလိုမျိုးလုံးဝ flash super duper flash ကြီးတွေနဲ့ရှင်ပြီးတော့ဟာဒီကင်မရာတော့ကောင်းတယ်ကွာဆိုရှင်ရိုက်လို့တော့မရဘူးပေါ့အဲ့ဒါတက်ဆိုင်တော့နည်းနည်းလေးတစ်ဆင့်လောက်တော့နည်းနည်းလေးမဆိုတော့နေနေသေးရလို့ကျွန်တော်ကတော့ပြောချင်တယ် video quality ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ 8K 24 frame per second ထိအမြင့်ဆုံးတင်ပြီးတော့ရိုက်လို့ရတယ်ဒါပေမဲ့ 4K 60လောက်ကတော့အနေတော်ပဲပေါ့နော်တော်တော်လေးကိုကောင်းတယ်ဆိုတော့ video quality တော်တော်မိုက်တယ်ကျွန်တော်တော်တော်လေးသဘောကျတဲ့အထက်မှာပါတယ်ပေါ့နော် selfie camera ကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူ20 megapixel ကိုပဲထည့်ထားပြီးတယ်ဗီဒီယိုရိုက်မဲ့ဥစ္စာဆိုလို့ရှိရင်တော့သူ 1080p 60 fps ကြီးပဲအမြင့်ဆုံးရတာဖြစ်တဲ့တော့ကြောင့်ဒီ selfie နဲ့ video တွေပါယူတတ်တဲ့သူတွေတော့ကတော့ 4K မရတာတော့အရင်ကြီးတော့အဆင်မပြေဘူးပေါ့နော် back camera ကလည်း 4K ရထားပြီးသားဖြစ်တဲ့တော့ကြောင့်ဒီ selfie လေးသာ 4K ရလိုက်မယ်ဆိုလို့ရှိရင်ဖုန်းလုံးနဲ့ vlogging ယူတတ်တဲ့သူတွေတော့တော်တော်လေးအဆင်ပြေသွားနိုင်တယ်ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ဆိုတော့ကင်မရာကိုခြုံငုံပြီးသုံးသပ်ပေးရမယ်ဆိုလို့ရှိရင်ဒီကင်မရာက daylight မှာပဲရိုက်မှောင်ရိုးစားချိန်မှာပဲရိုက်ညဘက်မှာရိုက်တော်တော်လေးအဆင်ပြေတဲ့ကင်မရာတစ်ခုမှရှိရလို့ကျွန်တော်ကတော့ပြောချင်တယ်တယ်လီလည်းတော်တော်လေးကောင်းတယ်ပေါ့နော်ပွင့်လင်းပြောရရင်ဒီ video quality မှာလည်းတော်တော်လေးကောင်းတာဖြစ်တဲ့အတွက်ကြောင့်ဓာတ်ပုံတွေပါနည်းနည်းပါတေချာပြင်းနေတဲ့သူတွေအတွက်လည်းအဆင်ပြေနိုင်တဲ့ဖုန်းလို့ကျွန်တော်တစ်ခါတန်းပြီးတော့ recommend ပေးလို့ရတယ်ပေါ့နော်ပြီးတော့ဒီကောင်ကကျတော့အကုန်လုံးသိကြတဲ့အတိုင်းပဲ Xiaomi ဖုန်းတွေကနောက်ပိုင်းနေအကုန်လုံးမှာ Xiaomi မှာမဟုတ်ပေါ့နော် Redmi တွေအကုန်လုံးကသူတို့ကဒီရေဆိုခံအောင်လုပ်လာပြီးတာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်မှာဆိုလို့ကျန်ရေဆိုခံတယ်ပေါ့နော် IP68 water and dash system ပါတယ်ဒါကတော့တော်တော်လေးကိုအဆင်ပြေတယ်ရေပဲဆိုရေပဲစင်ရေပဲပြုတ်ကြဒါကတော်တော်လေးကိုအဆင်ပြေသွားတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်ဒီဘက်မှာတော့ Xiaomi Redmi တွေကိုပဲချီးကျူးကျင်တယ်ပေါ့နော်ဖုန်းတွေအကုန်လုံးရှိသမျှ line တွေအကုန်လုံးရှိသမျှဟာတွေအကုန်လုံးကိုသူတို့ကရေဆိုခံအောင်လုပ်ပေးလိုက်တာဆိုတော့တပြေးညီအကုန်ဖြစ်သွားပြီပေါ့နော်ဒီကောင်မှလည်းဒီတိုင်းပဲလို့ပြောလို့ရတယ်ဆိုပြီး overall တော့နာပြန်ချုပ်ပြီးတော့ပြောပြပေးရမယ်ဆိုလို့ရှိရင်ဒီဖုန်းရဲ့အသစ်ဈေးကကြတော့23သိန်းဝန်းကျင်24သိန်းလောက်တော့ရှိတယ်ကျွန်တော်တို့မှစာတန်းထိုးပေးတာပေါ့နော်အဲ့လောက်တော့ရှိတယ် use market မှာဆိုလို့ရှိရင်အခုဝယ်မယ်ဆိုလို့ရှိရင်21သိန်းပတ်ချာလေးလောက်ရှိရပေါ့နော်ဆိုတော့အသစ်နဲ့ဆိုလို့ရှိရင်တော့2သိန်းဝန်းကျင်လောက်တော့ကွာတယ်ဒီလိုအနေထားမျိုးမှာ K80 Pro ကြီးကို23သိန်း24သိန်းလောက်ပေးပြီးတော့ဝယ်တင်လားဒါမှမဟုတ်လို့ရှိရင်သူ့ထက်နည်းနည်းပိုကောင်းတဲ့ Xiaomi 15လိုကောင်မျိုးဝယ်ရမလားဒါမှမဟုတ်တခြားတွေကရွေးရမလားဆိုပြီးတော့အဲ့30ကျော်သွားတဲ့ပတ်ဝန်းကျင်မှာတော့ရွေးချယ်စရာတွေကတော့သူ့ထက်ငါအပြိုင်ဆိုင်များနေတယ်လို့ပြောလို့ရတာပေါ့နော်ကျွန်တော်ကိုမေးမှာနော် brother ဆိုလို့ရှိရင်တော့ဒီ K80 Pro ဝယ်ဖို့အတွက်အစီအစဉ်ရှိလားဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အစားအုံးနဲ့ K series fan လည်းမဟုတ်သလို K series ဖုန်းတစ်လုံးဒီလောက်ထိသုံးပြီးတော့ဝယ်ရမယ်လို့လည်းခေါင်းထဲမှာတွေးမထားရဖြစ်တော့ကြောင့်ကျွန်တော်ဆိုရင်တော့ဒီ K80 Pro တော့ရွေးပြမယ်လို့တော့မထင်ဘူး K80 လောက်ဆိုလို့ရှိရင်တော့ maybe ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဒီဖုန်းကဘယ်လိုလူတွေအတွက်ရွေးတင်လဲဆိုလို့ရှိရင်ကိုက Xiaomi ဖုန်းလုံးလိုချင်တယ် Redmi တွေကလည်းဖြစ်ရမယ် price to performance တွေလည်းနည်းလေးကြည့်တာပေါ့လေဘာလို့လဲဆိုတော့ဒီကောင်က Snapdragon 8 Elite လည်းပါတာဟုတ်8 Elite တခုတည်းနဲ့ဈေးကများနေပြီဆိုတော့ဒါမျိုးလေးကိုလည်းကြည့်တယ်ဂိမ်းလည်းအတကုံတွေစော့ချင်တယ်ဓာတ်ပုံလေးလည်းတင်းတင်းလောက်ရိုက်ချင်တယ် premium quality all rounder တော်တော်လေးကောင်းတာကိုလည်းလိုချင်တယ် display size ကြီးရတယ်လိုချင်တယ် display share ဖြစ်တာကိုလည်းလိုချင်တယ်အဲ့လိုမျိုးအကုန်လုံးနည်းနည်းကောင်းနေတာတွေကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဖုန်းလေးကိုညှိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်သာဆိုလို့ရှိရင်တော့ K80 Pro ထက်စားလို့ရှိရင်တော့ K80 လောက်ကိုပဲ maybe ရွေးကောင်းရွေးနိုင်တယ်လို့ပြောရင်းနဲ့ပဲလူချင်းမင်းတို့ရော K80 Pro သုံးနေတဲ့သူတွေရှိလားဘာပြောချင်တာလေးရှိလဲအောက်က comment ထဲမှာဝင်ပြီးတော့မှန်ခဲ့ပေးလို့ရပါတယ်ဖိလစ်ပါကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုဖို့အတွက်မြတ်တာရခံကြပါတယ်ကြည့်ရှုအားပေးကြတဲ့တူဦးတယောက်ချင်းစီတောင်းလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုကြားနေတဲ့ဆိုလို့ရှိရင်တော့ like and subscribe notification နှိပ်ပြီးကူညီပေးလို့မေးပါနဲ့ကြည့်ရှုအားပေးကြတဲ့တူဦးတယောက်ချင်းစီတောင်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောနေပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြာမှပြန်လည်ဆုံတွေ့ကြတာပေါ့